မှာပြင်ပြလုံးနေလေဒါပေမဲ့လေဘဝချင်းတွေလေးကမလာတော့မျိုးသိထားနေနိုင်ငံရထားအဝေးမှာလေအလုပ်တွေကြိုးစားလို့နေတယ်အမေအိမ်လေးမိသားစုငွေသားလေးကိုကျွန်တော်လွမ်းနိုင်ငိုတယ်အိမ်ပြန်ချင်နေအိုးဟိုဒီနေမျိုးလေးလွမ်းနေအိမ်ပြန်ချင်နေအိုးဟိုဒီနေမျိုးလေးကျွန်တော်လွမ်းနေအဝေးကမင်းမင်းတော်လိုက်ပါတယ်တာတော့အိမ်လေးအေးချမ်းမို့ရေးစစ်တဲမွေးရတဲ့မနိုင်ငံစီအမြတ်တမ်းလာတော့ကွယ်အပြာလေးဆုံးလာထားတယ်မပြေသေးတော့လွမ်းနေတိုင်းကျွန်တော်တစ်ချက်ဆိုရင်ရှိမှန်းချက်မပြေသေးဘူးရှင်ထဲမှာစိုးနေချီကွယ်ဝေးချက်ကမိုးနဲ့မြေပဲဘယ်မိဘသူသားသမီးကိုနာကျင်ရအောင်အဝေးတော့မနေခဲ့အလွမ်းတွေကစိုးဆက်ချီကွယ်စီးပွားရေးဆိုးရက်တွေနဲ့အမေမျက်ရည်တိုးထွက်နေခဲ့တော့ကျွန်တော်လည်းခိုးထွက်နေခဲ့ပေါ့နိုင်ငံခြားတဲ့ဟာကြားတာနားဝင်ချိုတာတိုင်းတစ်ပါးသားလက်အောက်ဆဲတာဆိုတာအခါပင်လို့ပါဒါပေမဲ့လည်းအမားမြင်လို့ပါဘယ်သူမှမသွားချင်လို့ပါအမေအိမ်နဲ့မိသားစုလေးကိုတင်တောင်းတင်နေထားခြင်းပဲကတော့လိုက်ပါတယ်တာတော့အိမ်လေးအေးချမ်းမို့ရေးစစ်တဲမွေးရတဲ့မနိုင်ငံစီအမြတ်တမ်းလာ